ငွေရှာနိုင်ရင်သားသမီးတွေကိုမဆောင်ရှောက်နိုင်ဘူးသားသမီးတွေဆောင်ရှောက်နိုင်ရင်ငွေမရှာနိုင်ဘူးလို့ထင်နေတော့လားကျမလည်းအဲ့လိုထင်ခဲ့ဘူးတယ်2026ကဤပညာခေတ်ပါလက်ဖုန်းတစ်လုံးလက်တော့တစ်လုံးအင်တာနက်ရှိုံနဲ့ဝင်ငွေရှာနိုင်တယ်အွန်လိုင်းကိုအသုံးပြုပြီးတော့မှအိမ်ထဲကနေပြီးတော့မှဝင်ငွေတည်ဆောက်နိုင်တဲ့နည်းလမ်းတွေအများကြီးရှိပြီဖြစ်တယ်မင်္ဂလာပါကျမနာမည်ခင်ချွန်းလို့ခေါ်တယ်ကျမကမြန်မာပြည်မန္တလေးမြို့မှာမိသားစုနဲ့အတူနေထိုင်ရတဲ့ digital business လုပ်ငန်းကိုဝင်ရောက်လုပ်ကိုင်နေတဲ့ business owner တစ်ယောက်ဖြစ်တယ်ဒီလုပ်ငန်းကိုစိတ်ဝင်စားလို့လုပ်ကိုင်နေတဲ့လူတွေကိုလက်တွဲခေါ်ယူပေးနေတဲ့အမြင့်တာတစ်ယောက်လည်းဖြစ်တယ်digital business လုပ်ငန်းကိုပထမအဆင့်လေ့လာပြီးဖြစ်လို့ဒီလုပ်ငန်းပဲကိုယ်နဲ့တင့်တော်တယ်လို့စဉ်းစားမိတယ်ဒုတိယအဆင့်ထပ်လေ့လာတယ်လေ့လာကြည့်လိုက်တဲ့အခါမှာတော့ဒီလုပ်ငန်းကဖုန်းလက်တော့ကွန်ပျူတာတို့နဲ့ online ကနေတရားခိုင်နှုန်းလုပ်ကိုင်ရတဲ့လုပ်ငန်းဖြစ်တယ်အဓိကအချက်ကတော့အချိန်နေရာကန့်သတ်မထားတော့ကိုအားတဲ့အချိန်ကြမှာဝင်ရောက်လုပ်ကိုင်လို့ရတယ်တရက်ကိုအချိန်နည်းငယ်ပေးပြီးတော့မှကိုယ့်အိမ်ကနေပဲကိုသားသမီးကိုစောင့်ရှောက်ရင်းနဲ့လုပ်ကိုင်လို့ရတယ်လက်ရှိမိမိလုပ်ငန်းနဲ့တွဲဖက်လုပ်ကိုင်လို့ရတယ်ဈေးမရောက်တဲ့ကျမအတွက်ဈေးအောင်ဈေးဝယ်လုပ်ဖို့မလိုဘူးကုန်ပစ္စည်းတွေအမြောက်အများတူလောင်ထားစရာမလိုဘူးလူတွေလိုက်ခေါ်နေစရာမလိုဘူးဤပညာတွေမကျွမ်းကျင်လဲသင်ယူရင်းနဲ့လုပ်ကိုင်လို့ရတယ်သင်ယူလေ့လာဖို့အတွက်ဗီဒီယို face training တွေပေးထားပြီးတော့မှနားမလည်ရင်အချိန်မီမေးလို့ရတဲ့ coach နဲ့ mentor ကိုလည်းရာသက်ပံပေးထားတယ်မိမိသားသမီးများကိုလည်းအမွေအဖြစ်နဲ့ပေးလို့ရပြီးတော့မှပစ္စည်းသတ်မှတ်ထားတဲ့ရာထူးရလို့ရှိရင်ပစ္စည်းခံစားဝင်ကဒေါ်လာ9000ကနေပြီးတော့မှစတင်ရရှိတာဖြစ်လို့အတိအင်္ဂန်သမကပတ်စစ်အင်္ဂန်ကိုပါရနိုင်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ် global business ဖြစ်လို့အင်္ဂလိပ်စကား25%ရှိဖို့တော့လိုအပ်တာဖြစ်ပါတယ်ရှင် franchise model မျိုးစားဖြစ်ပြီး affiliate marketing ပုံစံနဲ့ကျမတို့ရဲ့လုပ်ငန်းအခွင့်အလမ်းကိုကြော်ညာတဲ့အပိုင်းကိုပဲအဓိကလှုပ်ဆောင်ရတာဖြစ်တယ်လက်တွေ့ထားတဲ့ကုမ္ပဏီကနှစ်ပေါင်း90သက်တမ်းရှိပြီးတော့နိုင်ငံပေါင်း28နိုင်ငံမှာရုံးဝဲပေါင်း40ကျော်အထိဖွင့်လှစ်တာဖြစ်တယ်အသက်16နှစ်ပြည့်ပြီးတဲ့ကျမမျိုးလောက်ကန်လို့ရပြီးတော့ social media မှာဝင်ငွေတိစောက်ခြင်းတဲ့လူတွေလက်ရှိမိမိလုပ်ငန်းနဲ့အတွက်ဖက်လောက်ကန်ခြင်းတဲ့လူတွေအိမ်ထဲကနေပြီးတော့မှဝင်ငွေတိစောက်ခြင်းတဲ့လူတွေနဲ့အိမ်မှုကိစ္စတစ်ဖက်ကလေးတစ်ဖက်နဲ့အိမ်ထဲကနေပြီးတော့မှဝင်ငွေဖန်တီးခြင်းတဲ့လူတွေအတွက်တင့်တော်တဲ့လုပ်ငန်းတစ်ခုဖြစ်တယ်ခုချိန်နေတော့မိတ်ဆွေတွေလည်းစိတ်ဝင်စားလို့လေ့လာကြည့်ခြင်းဖြင့်ကျမရဲ့ website ဖြစ်တဲ့ www.kinchwen.com မှာနာမည်ရဲ့ email သို့မဟုတ် Gmail ထက် register လုပ်ပြီးတော့မှဝင်ရောက်လေ့လာနိုင်တယ်လို့စိတ်ဝင်စားပါတယ်ဆိုပြီးတော့မှ comment မှာရေးခဲ့လို့လည်းရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်